ဝေဖန်တဲ့နေကြတိုင်းကျွန်တော်ပြုံးမိတယ်ကျွန်တော်အကြောင်းကိုပိုသိတယ်လို့လိုက်ပြောနေမှာတော့ကျွန်တော်ကပဲမသိတယ်လို့နေပြပေးလိုက်ရုံပေါ့မာတီဖြစ်စေမှန်တီဖြစ်စေဘသူကူမှဖြည့်ရှင်းချက်တွေမပေးပြတော့ဘူးချင်းလို့ထင်ကြပါစေကိုမှန်နေတဲ့၍လိပ်ပြလုံစွာနဲ့မနှက်ဖြတ်နိုင်ဘူးလေဖြတ်တန်းရဲပါတယ်ကျွန်တော်ကတာမန်သူတယောက်ပါအမြဲတမ်းတော့ကျွန်တော်အပေါ်အမှားလုပ်တဲ့သူကိုဘယ်ခွင့်လို့ပေးနိုင်ပါမလဲလူတိုင်းကအမှားနဲ့မကင်းပါဘူးဒါပေမဲ့ကိုကအမှားမလုပ်မိအောင်ဆင်ခြင်ရတယ်ကိုမုန်းနေတဲ့သူတချို့ကကိုပြုံးနေတဲ့၍တော့သူတို့ရှုံးတယ်ကျွန်တော်တကယ်ရှုံးနေခဲ့ရင်တော့မှအဲ့ဒီရှုံးနေခြင်းကကျွန်တော်အတွက်တော့အပြစ်ကင်းပါတယ်